Mobile Legends ကို2016ခုနှစ်ဇူလိုင်လ14ရက်နေ့မှာဘရာဇီးနိုင်ငံမှာဖြန့်ထိခဲ့တယ်ဆိုတာသိပါသလားဒီဗီဒီယိုမှာ Mobile Legends ဘရာဇီးမှာစတင်ခဲ့ပုံအကြောင်းကိုဆွေးနွေးချင်ပါတယ်အဲ့ဒီအချိန်တုန်းက Beta အဆင့်ပဲရှိပါသေးတယ်သူ့ကို Mobile Legends 5v5 Fair MOBA for Mobile ဆိုတဲ့နာမည်နဲ့ဖြန့်ထိခဲ့တာပါဒါကတော့သူ့ရဲ့ logo ပုံစံဖြစ်ပြီးဒါကတော့ပထမဆုံး Mobile Legends loading screen ပုံစံဖြစ်ပါတယ်ဘာကြောင့်ဘရာဇီးမှာဖြန့်ထိခဲ့တာလဲဆိုတော့တရုတ်နိုင်ငံမှာ Tencent က Honor of Kings King of Glory နာမည်နဲ့ထုတ်ထားပြီးသားဖြစ်နေလို့ပါတရုတ်ရဲ့စီးမင်းတွေကိုရှောင်ရှားဖို့နဲ့ကမ္ဘာအနှံ့ကကစားသမားတွေစီရောက်ရှိဖို့အတွက်လည်းဖြစ်ပါတယ်ပထမဆုံး tutorial မှာတင့်ကို Banshee scan ဝတ်ထားတဲ့ Mia အနေနဲ့ mix ဆက်ပေးပါတယ်ပြီးတော့ Racer Girl လို့ခေါ်တဲ့ mascot ကောင်မလေးကစီးကြိုပါတယ်ဒါကလေလာရဲ့ရှိပြီး concept ဖြစ်လောက်ပါတယ်tutorial ပြီးတဲ့အခါနာမည်ထည့်ရပါတယ် Eudora Yuna မရှိသေးတဲ့ကဒုတိယ hero အနေနဲ့ Belmont ကိုရရှိမှာဖြစ်ပါတယ် Avatar ပုံတွေအကုန်လုံးက Magic Chess ကိုအခြေခံထားပါတယ်ကစားဖို့ hero ၈កောင်ပဲရှိပါသေးတယ် Mia က League ထဲက Edge ကိုမြင်ငန်းထားပါတယ် Belmont က Gromach Hellskin ကိုမြင်ငန်းထားပါတယ် Saber က Metal Gear Series ထဲက Cyborg Rider ညက် Samuel ကိုမြင်ငန်းထားပါတယ် Alice က Magic Rush ထဲက Lilith ကိုမြင်ငန်းထားပါတယ်နာနာကတော့ဘယ် hero ကိုအခြေခံလဲဆိုတဲ့အချက်လည်းမရှိပါဘူး Tigreal က League ထဲက Garen ကိုကူးချ copy paste ထားတာပါ Akai ကအခြေခံအချင်း Kung Fu Panda ထဲကပိုပါမယ် Dante Alucard က Devil May Cry ထဲက Dante နဲ့ Nero ကိုပေါင်းဆက်ထားတာပါ Battlefield ထဲဝင်လိုက်တဲ့အခါ Welcome to Mobile Legends တို့ 5 seconds before the enemy minions reach the battlefield smash them all တို့ troops deployed တို့လို့နှုတ်ဆက်တန်ဒီမရှိပါဘူး Land of Dawn ထဲကို outline အနားသက် line မပါတဲ့ character နဲ့ teleport လူသွားတဲ့ animation ကိုပဲပြပါတယ် outline setting လေးလည်းပိတ်ထားပါတယ် scoreboard လည်းမရှိပါဘူး2016 August 1မှာ loading screen ကို update လုပ်တယ် advanced server ပါလာပြီး hero အသစ်နားကုန်ထပ်တိုးလာပါတယ် Bane ကအခြေခံအထင် Davy Jones ပါ Clint က Clint Eastwood ကိုအခြေခံထားပါတယ် Bruno က Neymar ပါ Karina က Katarina ကိုမြင်ငန်းထားပါတယ် Franco ကို fighter အနေနဲ့ထည့်သွင်းခဲ့ပါတယ် download ဆွဲနေတော့ပြတဲ့ Franco ပုံက main ကလေးပုံဖြစ်နေပါတယ် Rafaela မထွက်သေးလို့ support role မှာဘယ် hero မှမရှိသေးပါဘူး free chest နဲ့ metal chest တွေလည်းပါလာပါတယ်ပြီးတော့ Rio de Janeiro ဆိုတဲ့ပထမဆုံး event ကိုမိတ်ဆက်ပြီး Akai နဲ့ Bruno တို့ရဲ့ Brazil ဘောလုံး skin တွေထွက်လာပါတယ် Karina skin က Katarina နဲ့တူနေလို့ပထမဆုံးအကြိမ် remodel လုပ်ခံရပါတယ် Mia ရဲ့ Banshee skin ကလည်းအဝါရောင်ကနေအနီရောင်ပြောင်းသွားပါတယ် အော်တိုဘာလမှာရီစင်ရှင်း Yuna ကိုမိတ်ဆက်တဲ့ tutorial hero နေရာမှာ Black Rock Shooter ကိုအခြေခံထားတဲ့လေလာနဲ့အစားထိုးလိုက်တယ် mascot ကောင်မလေးကလည်း Magic Rush ထဲက Alright အဖြစ်ပြောင်းသွားပါတယ် Rafaela တို့ Eudora တို့လို hero တွေရောက်လာပါတယ် Tigreal နဲ့ Alice ရဲ့ splash art တွေကိုပုံစံပြောင်းခဲ့ပါတယ်2016 ဒီဇင်ဘာမှာ loading screen ပြောင်းလဲတယ် gameplay ကောင်းမွန်လာတယ် Emblem တွေကိုမိတ်ဆက်ထည့်ပါတယ် update တွေနဲ့ feature အသစ်တွေဆက်လက်ထည့်သွင်း game ကိုဆက်လက်မွမ်းပြန်ခဲ့ကြပါတယ် Mobile Legends ဟာအဲ့ဒီတုန်းက 2D animation တွေပဲလုပ်နိုင်ခဲ့ပေမဲ့အခုတော့ Mobile Legends animation တွေအများကြီးတိုးတက်ပြီးကျွန်တော်တို့ဒီလက်ရမွန်းဒီကိုခန်းစားနေရပါပြီ